service ကြီးအကုန်မခံမဲနဲ့ကိုယ်တိုင်ဗန်ရှိတ်ရှင်တဲ့သူတွေကိုယ်တိုင်ပေးရောက်အကောင့်ဖွင့်ကျင်တဲ့သူတွေအတွက်ကျွန်တော်ကဒီနေ့မှာပေးရောက်အကောင့်ဖွင့်ပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကနည်းနည်းလေးရှည်မှာဖြစ်တဲ့အတွက်ကြည့်လို့မအားသေးရင် share ထားတာဖြစ်ဖြစ် save လုပ်ထားတာဖြစ်ဖြစ်ကိုယ့်ရဲ့တငယ်ချင်းအတိမိတ်ဆွေတွေသိအောင်လို့လည်း share ပေးသွားဖို့မမေ့ပါနဲ့ခုလိုမျိုးဘန်အနီလေးပေါ်လာလို့ချင်းရဲ့ကျွန်တော်တို့ကဒီ continue ဆိုတဲ့စာလေးကိုပထမဆုံးနှိပ်မယ်ပြီးတော့လို့ချင်းအဲ့ဒီမှာကိုယ့်ရဲ့နာမည်အပြည့်စုံထည့်မယ်နော်ဟိုက legal first name မှာကိုကနာမည်3လုံးဆိုရင်ချစ်ရနှလုံးကိုအပေါ် first name မှာထည့် last name မှာကျတော့နောက်ကတစ်လုံးထည့်မယ်အဲ့ဒီမှာကိုယ့်ရဲ့မွေးနေ့ကိုထည့်ရမယ်ကျွန်တော်မွေးနေ့မှားနေရဖြစ်တဲ့အတွက် passport တွေကကိုယ့်ရဲ့ ID ကတ်ထဲကမွေးနေ့ထည့်ရမှာဖြစ်တဲ့အတွက် ID ကတ်ထဲကမွေးနေ့ကိုထည့်မယ် Okay ID ကတ်ထဲကမွေးနေ့ကိုထည့်ပြီးပြီဆိုရင်အောက်မှာ country ကကိုကဘယ်နေရာမှာနေတာလဲကျွန်တော်ကထိုင်းနိုင်ငံမှာနေရဖြစ်တဲ့အတွက်ထိုင်းလန်ကိုရေးထားပါတယ်ပြီးရင် next ကိုဆက်သွားမယ်ပြီးရင်အပေါ်မှာ country ကိုတစ်ခါဆက်မယ် country ကထိုင်းနိုင်ငံမှန်ရဲ့လားကိုရှိမှရေးထားခဲ့တဲ့နိုင်ငံမိတ်ဆွေစင်ကာပူဆိုစင်ကာပူဂျပန်ဆိုဂျပန်မလေးရှားဆိုမလေးရှားအောက်မှာ business type ကိုရေးမယ် business type ကိုကြတော့ကျွန်တော်တို့ကကျန်တဲ့ဟာတွေထားလို့မရဘူးအပေါ်က individual တစ်မျိုးကိုပဲထားလို့ရမယ်နော် individual တစ်မျိုးကိုပဲထားပါပြီးသွားလို့ရှိရင် next ကိုဆက်နိုင်မယ်ပြီးရင်တတိယနေရာမှာကျွန်တော်တို့ကနာမည်ကိုကနာမည်3လုံးဆိုရင်အောက်မှာ legal first name အပေါ်က first name နေရာမှာ first name ကိုထည့်မယ်ပြီးရင် legal middle name ကိုယ့်ရဲ့အလဲကောင်မှာရှိတဲ့နာမည်ကိုအလဲကိုပြောင်းရေးမယ်တကယ်လို့မိတ်ဆွေတို့ကနာမည်နှလုံးနဲ့ရှိတယ်ဆိုရင်အပေါ်မှာ first name မှာရှေ့အလုံးထည့်ပြီးတော့အောက်က last name မှာကိုယ့်ရဲ့နာမည်နောက်ဆုံးအလုံးထည့်ပါကျွန်တော်ဒီမှာနာမည်3လုံးဖြစ်တဲ့အတွက်နာမည်ထပ်ပြီးတော့ရေးထည့်ပါမယ် EXRXA ဒီဟာတော့ဒီမှာကိုယ့်ရဲ့နေအခန်းလိပ်စာ CD ဆိုတာကမြို့ state ဆိုတာကကိုယ့်ရဲ့မြို့နယ်အောက်က zip code ဆိုတာကကိုနေတဲ့နေထိုင်ရ data ရဲ့လိပ်စာစာတိုက်အမှတ်နံပါတ်ပြီးရင်အောက်ကဖုန်းနံပါတ်ထည့်မယ်အောက်ကကိုဆက်သွယ်လို့ရအောင်လို့ email ထည့်မယ်အောက်ကဒီနေရာမှာအရေးကြီးတာက tax identification number နော် TIN ဆိုတော့ဒီ identification number ကကိုယ့်ရဲ့ပန်းရောင်ကနံပါတ်73လုံးဒါမှမဟုတ်ဘောပါမင်းလောက်ထားတဲ့ငွေချေစာရွက်အခွန်ပေးထားတဲ့ကိုရောက်တဲ့နိုင်ငံမှာကိုအခွန်ပေးထားတဲ့အခွန်စာရွက်လေးရှိအစာရွက်မှာရှိတဲ့နံပါတ်73လုံးကိုထည့်ရမယ်နော် Okay ကျွန်တော်အရင်ဆုံးဒါလေးဖြည့်လိုက်အောင် Okay ကျွန်တော်တို့ကဒီမှာနာမည်ကိုပြန်စစ်မယ်နာမည်စစ်ပြီးရင်ကိုယ့်ရဲ့မွေးနေ့ကိုစစ်မယ်ပြီးရင်ကိုယ့်ရဲ့လိပ်စာကိုစစ်မယ်ပြီးရင်ကိုယ့်ရဲ့မြို့နယ်စာတိုက်အမှတ်ဖုန်းနံပါတ် Gmail ပြီးရင်ဒီအောက်မှာ tax ID နံပါတ်မှာကိုယ့်ရဲ့ခွန်ပေးထားတဲ့အခွန်နံပါတ်မှန်ရဲ့လားဒီဟာအရေးကြီးတယ်နော်ဒီဟာမှန်မှရမှာမို့လို့ဒီဟာမှန်ရဲ့လားတကယ်လို့အားလုံးမှန်သွားပြီဆိုရင်အောက်မှာအမှန်ချက်ကလေးကိုရှင်းမယ် Okay အမှန်ချက်ကလေးရှင်းပြီးရင် next ကိုဆက်သွားမယ် Okay ပြီးရင်ကိုဒီဟာပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘန်ချိတ်မယ်ကိုကဘာနဲ့ယူမှာလဲဘန်နဲ့ယူမှာလားအခုဒီမှာတစ်ခုရှိတာကကျွန်တော်တို့ကဒီအပေါ်မှာအပေါ်ကဘန် transfer မှာ$25နဲ့ယူလို့မရတော့ဘူးเนาะ Facebook ကအခု policy အသစ်မှာကကြတော့$100အနှိမ့်ဆုံး pay out လုပ်ပေးတာမလို့ဒီအပေါ်က ban transfer ကိုရေးလို့မရတော့ဘူးเนาะအောက်ကိုဆွဲမယ်အောက်က wire transfer ဆိုတာအောက်မှာ100အဲ့ဒါလေးကိုနှိပ်မယ် Okay ပြီးသွားလို့ရှိရင်ဒီပေါ်မှာစစ်မယ်ဘန်ကတ်ကန်ဆောင်ထားတဲ့နာမည်ကိုနာမည်မှန်လား country ကထိုင်းကိုရဲ့မွေးနေ့ကမှန်လားပြီးရင် zip code ကိုရဲ့ဘန် zip code ကိုတိထားဖို့လိုမယ်နော်ဘန် zip code ကိုရဲ့ဘန် zip code ထည့်မယ်ပြီးလို့ရှိရင်အောက်မှာဘန် account number ထည့်မယ်ပြီးရင်အပေါ်ဘန် account number တစ်ခုအောက်ကဘန် account number တစ်ခုထည့်မယ်နော်ဒီမှာနော်ကိုယ့်ရဲ့အကောင့်ကို Okay ပြန်စစ်မယ်နော်စစရပြန်စစ်မယ်ပြီးအကုန်လုံးပြ
ပြန်စစ်ပွားပြီးမှန်သွားပြီဆိုရင်โอเคအောက်ကအပြာအစာအပြာလေးကို link ပေးအောင်မှတ်တက်ကိုနှိပ်မယ်ဒီမှာကိုကအခွန်ကိစ္စဆက်ပြီးတော့သွားမယ်ပြီးရင်အောက်က add info လေးကိုသွားမယ်ဒီမှာဘဲမှာ6မိနစ်နဲ့เนาะ line ကြရဲဆိုပြီးတော့အပြင်ထောက်သွားတာပါညာမလုံးနဲ့ခဏလေးဆောင်းလိုက်ဆောင်းလိုက်လို့ချင်းဒီမှာစာတမ်းပြလေးနဲ့ပေါ်လာမယ်ပြီးရင် continue as new tiha ဆိုပြီးတော့သွားမယ်ဒါ okay နောက်တစ်ခါထပ်နှိပ်လိုက်မယ် okay ဒီမှာကပုံမှာမှန်တယ်အောက်မှာ are you a US citizen သူကမင်းကအမေရိကန်နိုင်ငံသားလားလို့မေးတာအဲ့တော့မဟုတ်တဲ့အတွက် no ကိုဖြေရမယ်ဒီအောက်မှာလည်း no ကိုပဲဖြေရမယ်เนาะ okay ပြီးတော့လို့ချင်း next ကိုဆက်သွားမယ်အဲ့မှာကျွန်တော်တို့နေတဲ့နိုင်ငံဘယ်နိုင်ငံလဲအစမှရှိမှရွေးခဲ့တဲ့နိုင်ငံเนาะအနိုင်ငံကိုရွေးရမယ်เนาะဒီမှာကျွန်တော်ကထိုင်းနိုင်ငံမှာနေရဖြစ်တဲ့အတွက်ထိုင်းကိုဆွဲမယ်ထိုင်းလားကျွန်တော်ဒီမှာနိုင်ငံတစ်ခုရွေးရမယ်เนาะနိုင်ငံတစ်ခုရွေးquaလို့ရှိရင် next ကိုဆက်သွားမယ်ပြီးတော့လို့ရှိရင်ဒီမှာကိုကအကုန်လုံးပြန်စစ်မယ်เนาะ okay ကျွန်တော်မှန်တယ်ဆိုရင် next ကိုဆက်သွားမယ်ပြီးလို့ရှိရင် next ကိုဆက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျတော့အပေါ်ဆုံးက 0% ကိုရွေးရမယ်เนาะ 0% ကိုရွေးမယ်ပြီးရင် next ကိုဆက်သွားမယ်ပြီးရင်ဒီမှာနိုင်ငံမှာထိုင်းနိုင်ငံကိုမှထပ်ရွေးမယ် okay ဒီမှာထိုင်းလန်ကိုမှရွေးမယ်ပြီးလို့ရှိရင် next ကိုဆက်သွားမယ်လို့ချင်းအပေါ်လေးနဲ့ဆွဲတင်မယ်โอเคဒီမှာလက်မှတ်ထိုးရမယ်ကိုယ့်ရဲ့နာမည်ကိုအကြီးစလုံးအနေနဲ့ရေးရမယ်เนาะ signature type your full name နဲ့ကိုယ့်ရဲ့နာမည်အပြည့်စုံထည့်ရမယ်เนาะโอเคဒီရလီကအမှန်ချစ်ကလေးလည်းရှင်းမယ်ပြီးတော့လို့ရှိရင် next ကိုဆက်နိုင်မယ်เนาะโอเคဒါ line မကောင်းတာမဟုတ်တော့ခဏလေးဆောင်းလိုက်เนาะဘယ်ဟိုမှဆက်ပြီးတော့မထွန်းနဲ့ဒီခုလိုဖြစ်နေလို့ရှင်โอเคဒါဆိုရင်ဒီမှာသူက font လေးတစ်ခုရလာပြီအဲ့ဒါဆိုရင်အောက်ဆုံးမှာ submit font ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင်အောက်က down ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเคကျွန်တော်တို့ကအားလုံး PC သွားဖြစ်တဲ့အတွက်ဒါအခုဘန်ချိတ်ပြီးမှအခုလိုမျိုးနေနေတာသူ့ဘက်က error เนาะကျွန်တော်တို့ဒီအပေါ်ဟာလေးကိုတစ်ချက်ကလေးအောက်ဆွဲချလိုက်ရင်အခုလိုမျိုးဆွဲချလိုက်ရင်ပြတ်သွားလိမ့်မယ်เนาะโอเคဒါဆိုရင်ကျွန်တော်တို့ဘန်လုပ်ငန်းဆောင်ရွက်တဲ့ကိစ္စပြီးသွားပြီပဲဖြစ်ပါတယ်အားလုံးကိုကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ